ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့အကိုမတွေမောင်လေးညီမလေးအားလုံးပဲတီတာမြန်တို့ YouTube channel ကနေပြန်လဲကြိုးဆိုပါတယ်ခင်ဗျာနော်တီတာမြန်တို့ YouTube channel ကနေပြီးပြန်လဲကြိုးဆိုပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေ21ရက်4လ2025တနင်္လာနေ့တနေ့စာမှာတော့5665အထူးအောနဲ့အောင်သွားပြီနော်9ပတ်တီးကို2သီးသားနဲ့အောင်တာအကိုမကြီးမောင်လေးညီမလေးနော်ကျွန်တော်ရဲ့မိတ်ဆွေတွေ9ပတ်တီးနဲ့65အောအထူးအော2သီးသားနဲ့အောင်မြင်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒါဆိုဒီ21ရက်4လ2025 21ရက်ညနေတနင်္လာနေ့ညနေမှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒုတိယအကြိမ်တက်ထစ်တင်ပေးထားရခင်ဗျာနော်ဒုတိယအကြိမ်ထပ်တင်ပေးထားတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဓာတ်ခွဲထဲတော့ကန3ထိပ်စီ1နောက်ပိတ်3ထိပ်စီ1နောက်ပိတ်3တစ်အာပြီးတတန်အောမယ်ဓာတ်ခွဲကောင်းနော်ဓာတ်ခွဲကောင်းက3တစ်အာတတန်အောဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေ3တစ်အာတတန်အောဆိုပတ်တီးကတော့3ပတ်တီးပေါ့ဗျာနော်ပတ်တီးကိုပတ်ချင်တဲ့ကိုမတွေမောင်လေးညီမလေးတွေနော်21ရက်4လ2025တနင်္လာနေ့ညနေအတွက်ကို3ထိပ်စီ1နောက်ပိတ်နော်3တစ်ဆိုတဲ့အာတပန်အောနဲ့3နှစ်3ခွန်1နှစ်1ခွန်အာပြီးမိန်အောမယ်3ပတ်တီးကိုပတ်မယ်ကျွန်တော်ရဲ့မိတ်ဆွေနော်ကျွန်တော်ရဲ့မိတ်ဆွေဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော် channel ကြီးမရသေးတဲ့အတွက် channel အသေးလေးကနေနှေးတိုက်ကိုနှေးတိုင်းပုံမှန်တင်ပေးမှာအကိုမကြီးမောင်လေးညီမလေးဘက်ကကျွန်တော်ကိုနော်တကယ်ကြိုက်နှစ်သက်တဲ့အကိုမကြီးမောင်လေးညီမလေးရဲ့ကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားမယ် like လက်မလေးပေးထားမယ်အသေးလေးတွေပေးထားမယ်နော်တယောက်တစ်ချက်စီမျှဝေပေးမယ်ဒါမှကျွန်တော် like တက်လို့ရမှာမြန်မြန်လေးတက်လို့ရမှာကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမလေးကျွန်တော်မိတ်ဆွေတွေကကျွန်တော်ကိုကူညီကြမယ်နော်ကျွန်တော်ကလည်းအကိုမကြီးမောင်လေးညီမလေးတို့အကောင်းဆုံးခဏလေးကိုတွက်ချက်ပေးနေတဲ့အတွက်ကိုမကြီးမောင်လေးညီမလေးရတယ်ကျွန်တော်ကို subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားခြင်းအပြင်ကျွန်တော်ကိုကူညီပေးမယ်နော်လူ100ပြည့်မှာကျွန်တော်က live လွှင့်လို့ရမှာဗျအခုကတော့3မိနစ်ဆက်ရာနဲ့ကျွန်တော်လွှင့်ပေးနေရတယ်နော်အဲ့တော့အကိုမကြီးမောင်လေးညီမလေးတွေအတွက်ဒီညနေမှာ21ရက်4လ2025တနင်္လာနေ့ညနေဆိုတဲ့အတွက်ကို3တစ်အာကတပန်အော3ထိပ်စီးနဲ့1နောက်ပိတ်3တစ်အာပြီးတပန်အောမယ်ခင်ဗျနော်3ပတ်တီးကိုပတ်မယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကို3နှစ်3ခွန်နဲ့1နှစ်1ခွန်ကိုအားပြီးမိန်အောမယ်တော့အမှားလက်ခံနိုင်တဲ့အကိုမကြီးမောင်လေးညီမလေးက3ပတ်တီးကိုပတ်ပြီး3တစ်တကွက်ထဲရိုက်လိုက်နော်အမှားလက်ခံနိုင်တဲ့အကိုမကြီးမောင်လေးညီမလေးတွေက3တစ်ကိုတကွက်ထဲကိုထိုးပြီး3ပတ်တီးကိုပတ်လိုက်ခင်ဗျနော်3ပတ်တီးကိုပတ်လိုက်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေမောင်လေးညီမလေးကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ထားမယ်အသေးလေးပေးထားမယ်တယောက်တစ်ချက်စီဝိုင်း share ပေးမယ်ဒါမှသာဖြင့်ဒိုမီတာစုတွေမြန်လေးlike တက်လွှင့်ပေးလို့ရမှာအခုကတော့ကျွန်တော်3မီးနဲ့ဇေယျနဲ့တင်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel အသစ်ကလေးကိုလည်း like and subscribe လေးနှိပ်ပြီးတော့အားလုံးကူညီပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော် like show လေးနားပါပြီခင်ဗျာနော်